ချက်ထားရေးစာဒီနေ့ချက်ထားရေးစာမှာတော့နဆိုးဘီယုံတက်ဖို့အတွက်နဆိုးဖို့ကျို၄ယောက်ကနေပြီးရှေ့ကိုတိုးလာခဲ့ပါတယ်နဆိုးဖို့ကျိုထီကတယောက်ကနေပြီးတော့နဆိုးဘီယံစီမင်းကိုတီးမယ်စုကအတမဆုံးလူကနဆိုးဘီယံဖြစ်မယ်စုကပြောလိုက်ပါတယ်အဲ့နဲ့နဆိုးဘီယံကနေပြီးသူ့ရဲ့စက်ခွက်ကြီးကိုကြည့်လိုက်ကြောက်သွားလိုက်တာဟာဒီကောင်ရဲ့စကေးနဲ့တော့ဆိုရင်ငါတစ်ချက်တည်းတင်မှာစုဆောင်းကြောက်ဖို့ကောင်းတယ်မျက်နှာကြီးနဲ့ပြောနေခဲ့ပါတယ်အဲ့ဒါကိုတီးနေခဲ့တဲ့ရှေ့ကောင်ကနေပြီးဟာဒီကောင်ရဲ့အော်ရာကြီးကြောက်ဖို့ကောင်းလိုက်တာစုကပြောနေခဲ့ပါတယ်မိုက်ကွာငါတို့၄ယောက်ပေါင်းချရင်တော့သူ့အေးဆေးနိုင်နေစုကနောက်ကိုလေးကြည့်လိုက်တဲ့အခါဟာဘာတဲ့ဟာဒီကောင်နေစုကပြောလိုက်တဲ့အချိန်မှာပဲမင်းတိုက်ခိုက်ကြည့်လေပြီးကမှငါကိုညီမယ်စုကပြောလိုက်တော့ကြောင့်ဒီစောက်ကောင်လေးစုကပြောလိုက်ပါတယ်အဲ့ဒါကြောင့်ဟောနဆိုးတွေလည်းစောက်ချင်းရုပ်တဲ့စုကပြန်ပြောလိုက်ပါတယ်အဲ့ဒီမှာဘေးနာလက်ထောက်ကနေပြီးတော့ဆိုးတွေရဲ့နှစ်ပေါင်းများစွာကြာရှင်းနေပြီရှိတဲ့တိုက်ပွဲတစ်ခုစတင်လိုက်ပါပြီစုကတေးတဲ့အထီကိုတိုက်ခိုက်ရမယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါကိုကြည့်နေတဲ့နဆိုးဘင်းခရိုးကနေပြီးဟာဒီကောင်ဘာလဲဟာစုကအော်နေခဲ့ပါတယ်မင်းရတယ်ငါမကြောက်ဘူးကွာငါနိုင်လိမ့်မယ်ဘာလို့ဆို तू အားနေလာပြီစုကပြောနေခဲ့ပါတယ်ဆိုးဘင်းခရိုးကနေပြီးငါဘာလို့ကမှလဲငါဘာလို့ကမှလဲစုကအော်နေခဲ့ပါတယ်အရင်တော့ငါနဆိုးဘင်းဆိုတော့ငါစမ်းသက်ကြည့်သေးတယ်ငါတတ်မှပါတယ်ဒါပေမဲ့ဟိုလောက်ကြီးလည်းမတတ်ပါဘူးစုကပြောနေခဲ့ပါတယ်ဆမ်မဲကနေပြီးလာပြီးကွာစုကအော်လိုက်တဲ့အခါဟိုဒီကွက်ကောင်ငါတီးတယ်ဂိမ်းထဲမှာလည်းတစ်ခါထိုးပြီးတယ်စုကဘာလို့ရှောင်းရမှလဲစုကအော်နေခဲ့တဲ့အချိန်မှာ तू ရှောင်းလိုက်တော့ကြောင့်ဟမ်ငါဘလို့ရှောင်းနေလိုက်တာလဲဟာသူ့ရဲ့ခြေလျံတစ်ခုချင်းစီကိုငါသေချာမှတ်မိနေတယ်ဒါသေချာပေါ့ तू ကခုံပြီးတိုက်ခိုက်မဲ့ပုံပဲစုကဂိမ်းထဲမှာလေတခါဖြစ်ဘူးတဲ့စုကပြောနေခဲ့ပါတယ်ဟိုကောင်နေလာပြီးကွာစုကနောက်တစ်ချက်စုကပြောနေခဲ့တဲ့အချိန်မှာပဲတပည့်ယောက်ကကြီးနေခဲ့တဲ့ကောင်ကနေမင်းတွေ့လိုက်တာ तू ကပြန်ထိုးမဲ့ပုံစံဘာလို့ तू ပြန်မထိုးရလဲစုကသေချာစောင့်ကြည့်ရမယ်ဆိုပြီးပြောနေခဲ့ပါတယ်ဒါဆိုပြန်နောက်တစ်ခါရှောင်းလိုက်ပြီးတော့အဖြစ်နေတာလေဟာအဲ့လှူရှာမှုတွေအားလုံးနင်းရတစ်ဆက်တည်းနဲ့တူးနေတယ်စုကပြောနေခဲ့ပါတယ်အရင်တော့ကလေ तू ကဂိမ်းထဲမှာဆုတ်ခဲ့ပူပါတယ်အကောင်ရဲ့တစ်ချက်ချက်တောင် तू ကသေသွားခဲ့ပြီးတော့မဖြစ်ဘူးကွာစုကဆော့လိုက်တာခဏခါ3က4ကမြောက်သွားတယ်တခါမှမနိုင်ခဲ့ပဲနဲ့အချင်း128ရဲ့မြောက်သွားတော့ तू ကတခါနိုင်သွားခဲ့ပါတယ်ရိုးရှင်းပြင်မဲ့စုကပြောလိုက်ပြီးတော့ဒီကောင်တိုက်ခိုက်မှုတွေအကုန်လုံးငါ့ကိုလုံးဝမထိနိုင်ဘူးဆိုတာကြောက်စရာကောင်းတဲ့မျက်နှာကြီးနဲ့ပြောလိုက်ပါတယ်အဲ့ဒါကိုကြည့်လိုက်ကြတဲ့ဝင်းနာအကောင်လေးကနေလန့်ခဲ့ပါတယ်ပြီးလဲပြီးတော့အကောင်တိုက်ခိုက်မှုတွေအကုန်လုံးရှောင်းနေခဲ့ပါတယ်တမင်တော်ကကြီးနေကောင်ကနေပြီးတော့ဒီကောင်ရဲ့ဆောင်းကဘလို့လို့ကြောက်စရာကောင်းလိုက်တဲ့ဆိုတာပြောနေခဲ့ပါတယ်တိုက်ခိုက်နေတဲ့ကောင်ကနေပြီးတော့ပြဿနာဆိုတာပြောနေခဲ့ပါတယ်အစိုးပြရနဲ့ဇော်သေးတာဘောကဒီကောင်ရဲ့တစ်ချက်ဆိုရင်ငါသေးမှဆိုတာပြောနေခဲ့တဲ့အချိန်မှာပဲဒွားကြီးကောင်ကစီမင်းနေတဲ့အတူတူပဲဆိုတာစိတ်ထဲမှာပြောနေခဲ့ပါတယ်အဲ့အချိန်မှာသူ့ရဲ့ရှီကိုစစ်တန်တစ်ခုကပေါ်လာခဲ့ပြီးတော့အရင်ဆုံးတင်းဟာဘာရဲ့အခြေခံစီမင်းကိုနားလဲဝပါပြီဆိုတာပေါ်လာခဲ့ပြီးတော့စစ်တန်ကိုကြည့်နေခဲ့ပြီးတော့ဒါဘာလဲဟာဒါတစ်ခုပဲဆိုတာပြောနေခဲ့ပါတယ်အဲ့မှာစစ်တန်နဲ့နောက်ထပ်စာတစ်ခုပေါ်လာခဲ့တာတင်းဟာတင်းရဲ့တိုက်ခိုက်မှုတွေအကုန်လုံးမြင့်တက်နိုင်တဲ့စစ်စတန်တစ်ခုပေါ်လာပါပြီဆိုတာသူ့လက်အနေနဲ့ကစားနိုင်တဲ့အချိန်ကန့်သတ်ဆိုတာရှိပါတယ်ဆိုတာအပိုင်းတစ်ပိုင်းချင်းစီခွဲပေးမယ်ဆိုတာပြောလိုက်ပါတယ်ပြင်မကိုချိန်နိုင်တဲ့အမှန်တစ်ခုပွင့်သွားပါပြီဆိုတာရှေ့ကိုကြည့်လိုက်တဲ့အချိန်မှာတော့ပြင်မကိုပေါ်လာတဲ့ဆောက်စာကြီးပေါ်လာခဲ့ပါတယ်ဒါကတော့အထူးစကေးတစ်ခုပါပဲဆိုတာပြောလိုက်တော့ကြောင့်အတိတ်ဘက်ကဆိုတာပြောလိုက်ပြီးတော့သူ့ရဲ့လက်ကိုကုတ်ရှိလိုက်ပြီးနောက်တစ်ခါပြေးလိုက်တဲ့အချိန်မှာတော့လျှက်စစ်တွေကထွက်လာခဲ့ပါတယ်ရှေ့ကောင်ကလျှက်စစ်တွေလောင်သွားခဲ့ပါတယ်အဲ့ဒါပွဲကိုကြည့်နေခဲ့တဲ့နဲ့ဆိုးရီကနေပြီးတော့ဒါပဲကွာခရူရောမိုက်တယ်ဟေးခရူရောဆိုတာအောင်းနေခဲ့ပါတယ်ဆိုပြင်ခရူရောကနေပြီးတော့ထားကြကြအရှိကနေရက်နေခဲ့ပါတယ်ဘာလဲဟာငါ့ကိုတစ်ချက်တည်းတွန်းလာခဲ့တဲ့ဂိမ်းရဲ့စကေးကြီးကဘာလို့ဒီကောင်ကြတော့မသိနိုင်တယ်လဲဆိုတာတုံးနေခဲ့ပါတယ်အဲ့ဒါကိုကြည့်နေကောင်ကနေပြီးတော့စသိန်းနေထလာခဲ့ပါတယ်ဒီကောင်ရဲ့ဆောင်းရဲ့ရက်စက်လိုက်တာဆိုတာပြောနေခဲ့ပါတယ်မသိနိုင်ဘူးကွာဆိုတာနဲ့ဆိုပြင်ကနေဘာလို့ရမှလဲဆိုတာပြောနေခဲ့ပါတယ်ဒီမှာစစ်စတန်ပေါ်လာခဲ့ပြီးတော့ဆမ်မဲရဲ့အဝေးတွေအကုန်လုံးတိုက်စားပြီးကိုလုံးစီဖြစ်နိုင်တဲ့လူပါဆိုတာပေါ်လာခဲ့တော့ကြောင့်စစ်စတန်ဘာလဲရဆိုတာပြောနေခဲ့ပါတယ်ဆန်တန်တိပွင့်သွားပါပြီဆိုတာစစ်စတန်ဆောင်းတဲ့တစ်ခုပေါ်လာခဲ့ပြီးတော့တင်းရဲ့ infantry ကိုကြည့်နိုင်ပါတယ်ဆိုတာပြောလိုက်တော့ infantry ကိုကြည့်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့အင်ဂျီကိုပေါ်လာခဲ့ပါတယ်ဟာငါဘာလဲဟာငါအကောင့်တွေပေါ်လာမယ်ထင်နေတာဆိုတာပြောလိုက်ပါတယ်တော့ငါဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားနေခဲ့တဲ့အချိန်မှာပဲဒီကောင်ကဘယ်လောက်တက်တက်မသိနိုင်ဘူးဆိုတော့ဒီကောင်ကငါစမ်းကြည့်စရာတခုရှိတယ်ဆိုတာပြောလိုက်ပါတယ်သူကမသိနိုင်ဘူးဆိုတော့ငါရဲ့ဘုံစုကြီးနဲ့စလိုက်တက်ခဲမယ်ဆိုရင်ဖြစ်နိုင်တာမျိုးစွာရတယ်ဆိုတာအကြံရပါခဲ့ပါတယ်နိုင်ထိုးချင်းအောင်နိုင်ထိုးရဲဖြစ်အောင်လုပ်နိုင်နေဆိုတာပြောနေခဲ့ပါတယ်အစိုးဖို့ချုပ်ကြီးကကောင်မလေးကိုခေါ်လိုက်ပြီးတော့ဟေးခဏလာအောင်ဆိုတာပြောလိုက်ပြီးတော့ချင်းကျမကိုခေါ်လာလားဆိုတာဟုတ်တယ်နင်ဒီကောင်ကိုရှီလဲချီပြီးတော့သူ့ကိုခေါ်လာလဲဆိုတာပြောလိုက်တဲ့အခါချင်းကျမယောက်ျားလေးတယောက်ကိုအတိုင်းလောက်ကမှလာဆိုတာရှက်နေခဲ့ပါတယ်အားနဲ့သူကနေနေရာတစ်ခုမှချင်းလိုက်ပြီးတော့အစင်းစစ်လျှက်စစ်နဲ့ပြင်းထန်စွာတိုက်ခိုက်ခြင်းဆိုတာကိုကောင်ဟီလီဖက်တာပြင်းပြလိုက်ပြီးခွေးမသားငါမသိနိုင်ဘူးဆိုတာငါမျိုးကပြန်တတ်မယ်ဆိုတာပြောနေခဲ့တဲ့အချိန်မှာလျှက်စစ်နဲ့နောက်တစ်ခါထိခိုက်လိုက်ကြပါတယ်နှစ်လျှက်စစ်နဲ့ထိခိုက်ကြမယ်ဆိုတာပြောလိုက်ပါတယ်ဒီတိုင်းလို့ဆိုရင်နိုက်ထရိုဂျင်ကနေနိုက်ထရိုရဲဖြစ်သွားခဲ့ပြီးတော့ဓာတ်မြေဩဇာရနိုင်တယ်ဆိုတာပြောနေခဲ့ပါတယ်အဲ့ဒါနောက်ထပ်ဘူချိုတယောက်ကိုမီဖုန်းတွေဖုံးအောင်လုပ်လိုက်ဆိုတာပြောလိုက်တော့အရှင်ဘယ်လိုလဲဆိုတာပြောလိုက်ပြင်မဲ့ရှင်လုပ်ပေးမှမယ်ဆိုတာပြောလိုက်ပါတယ်အဲ့ဒါနဲ့အကောင်ကနေမျိုးလှုပ်ရှင်နဲ့လှုပ်လိုက်ခဲ့ရပါတယ်အစင်တော့မီဖုန်းတွေဖုံးခြင်းဆိုတာနောက်ဆုံးပြန်ပြောလိုက်ပြီးတော့နောက်တစ်ခါလျှက်စစ်နဲ့စက်တိုက်လိုက်ပါတယ်အစင်လေးဆိုတာလျှက်စစ်တွေနဲ့စက်တိုက်ခတ်မယ်ဆိုတာပြောနေခဲ့ပါတယ်သူပြန်ပြီးဆောင်းရမ်းနာတယ်ဆိုတာအော်နေခဲ့ပါတယ်အဲ့ဒါကိုကြီးနေခဲ့တဲ့ဘေးနာလက်ထောက်ကနေပြီးကြောင်းနေခဲ့ပြီးတော့အပင်နောက်မှာပုံနေတဲ့ကောင်ကလည်းချွေးတွေထွက်နေခဲ့တာလျှက်စစ်တိုးခံရတဲ့ကောင်တော့ကျွန်တော်ဖြစ်သွားခဲ့ပါတယ်မိုက်တွေဒါဆိုရင်ငါတို့ရဲ့မြေကြီးတွေအဟားတွေအများကြီးရပြီဆိုတာအော်နေခဲ့ပြီးတော့ဒါဆိုရင်ထွန်းတိုးဖို့တဲ့တိတ်မဆိုးရင်အောင်ဆိုတာအော်နေခဲ့ပါတယ်ပြီးတော့ညနေဆောင်သွားတဲ့အချိန်မှာတော့သူလိုချင်တဲ့မြေကြီးလည်းရပါခဲ့ပါတယ်ကောင်းပြီလေနေထိုးချင်းလည်းငါရပါပြုံးပဲနောက်တစ်ခုကမြေစီလွာကောင်းမှုလုပ်ရမယ်ဆိုတာကျွန်တော်ရော်ရဲနေတဲ့မြေစီလွာကြီးကအောက်ဆီဂျင်ရဖို့အတွက်မလုံလောက်သေးဘူးဆိုတာဒါဆိုရင်ငါတို့ကစိုက်ပျိုးရေးတွေတိတ်ပြီးတော့မကောင်းမွန်သေးဘူးဆိုတာပြောလိုက်ပါတယ်ဒါဆိုရင်ငါတို့လိုအပ်တာတန်ဖိုးရှိရဲ့အရာတစ်ခုပဲဆိုတာမြေဩဇာဟုတ်တယ်အဲ့ဒါနောက်ကိုလှည့်လိုက်ပြီးတော့မင်းတို့အားလုံးမင်းတို့ရဲ့ချီးတွေအကုန်လုံးငါ့ကိုပေးစမ်းဆိုတာပြောလိုက်တော့ကြောင့်အားလုံးနေတဲ့ကောင်တွေအကုန်လုံးလည်းကျေးဇူးတင်တော်ခဲ့ပါတယ်
သူ့ကိုဥပမာပေးရမယ်ဆိုရင်ဟိုကောင်လည်း short တိုက်ပြီးတော့ငါတို့တွေပါချီးလေးပါတောင်းနေတယ်ဆိုတာပြောနေခဲ့ပါတယ်အဲ့ဒါကိုတွေးနေခဲ့တဲ့ကောင်တွေကတော့လေဘော်တွေပါလွှမ်းပြီးတော့တမ်းပြတွေပါရောက်ကုန်ခဲ့ကြပါပြီဆက်လုံးနဲ့ကွာမြုံနှန်းစရာကောင်းလောက်အောင်ရက်ဆက်တယ်ဆိုတာပြောနေခဲ့ပါတယ်နေရာတစ်ခုမှာတော့ဂေးသူရေကောင်ကနေပြီးတော့လမ်းရောက်လာခဲ့ပြီးတော့သူဝေးနာကနေပြီးတော့အတန်ကြားလိုက်ရပါတယ်ကဲကြပါအောင်ပြဆိုတာအော်လိုက်တော့ကြောင့်သူနာနာကိုတွားကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ The Greatest Developer ဇလန်နဲ့ပါလာခဲ့တဲ့ Ryan နဲ့ GB ကိုတွေ့လိုက်ခဲ့ရပါတယ်သူတို့ကနေပြီးတော့ကျွန်တော်တို့မင်းစားတွေကနေပြီးတော့လာလိုက်ခဲ့လို့ကဲကြပါအောင်ဆိုတာပြောလိုက်ခဲ့ပါကူညီပေးပါအောင်ပြကျွန်တော်တို့ရဲ့ဆုလက်ပေးပါမယ်ဆိုတာပြောနေခဲ့ပါတယ်ဂေးသူရေကောင်ကနေကတ်လာခဲ့ပြီးတော့အာကြောက်စရာကြီးဆိုတာဟိုကောင်တွေကအော်နေခဲ့ပါတယ်မကြောက်ပါနဲ့ကွာငါမင်းတို့ဘာမှမလုပ်ကြဘူးဆိုတာလက်ကြီးနဲ့ကိုင်းလိုက်တော့ကြောင့်ဆောင်းကြောက်ဖို့ကောင်းတယ်ဆိုတာအော်နေခဲ့ပါတယ်အဲ့ချိန်မှာပဲသူမင်းစတော့ကနားနေတာလားဆိုတာခြိလိုက်ပါတယ်ကျေးဇူးပြုပြီးလမ်းပြပေးပါဆိုတာဂေးသူရေကောင်ကနေပြောလိုက်တော့ကြောင့်လိုက်ကနေပြီးဟုတ်ကဲ့ပါဆိုတာပြောလိုက်ပါတယ်နေပြီးတော့ GB ကနေပြီးတော့မင်းကတကယ်တန်မာတာပဲဆိုတာငါနာမည်က GB ပါဆိုတာမိတ်ဆက်လိုက်ပါတယ်ငါရဲ့အနောက်ကပါလာတဲ့ကောင်ကတော့ Dress Fans Driver ဆိုတာပြောလိုက်ပါတယ်နဲ့ဘာတူလဲဆိုတာမေးလိုက်ပါတယ်စာရဲသူကနေပြီး line နဲ့ GB ကပါလာပါတယ်ဆိုတာပြောလိုက်ပါတယ်ဘာလို့လဲငါလည်းမသိဘူးဆိုတာပြောလိုက်ပါတယ်အားနဲ့ဟိုကောင်ကနေပြီးတော့အခုချင်းကစပြီးတော့အဲ့ဒီအကြောင်းကိုရှာဖွေနေတဲ့ကောင်လေးပဲဆိုတာပြောလိုက်ပါတယ်